ဒီနေ့တော့ဘောလုံးနံပါတ်ပေါင်းလေးဟော်ရာမာလို့ပေါ့နော်ကူမှာပေါ်ပြာနဲ့ဒိုင်းနဲ့ဆွဲထားပေါ်ပြာနဲ့ဒိုင်းနဲ့ဆွဲတဲ့နေရာမှာတစ်ဖက်ကိုဆွဲပြီးတော့နောက်တစ်ဖက်ထပ်ဆွဲပေါ့နော်ဆွဲတဲ့နေရာမှာပပညီညီလေးဆွဲဖို့လိုပါတယ်ပပညီညီလေးဖြစ်မှပေါင်းဖွင့်ရတာအဆင်ပြေလိမ့်မယ်ကော်ထူရတဲ့ခါမျိုးကြရင်ပေါင်းလေးပြတ်တတ်ပါတယ်ပြီးတော့လေမှုတ်တဲ့ခါမှာလည်းဒီကချအောင်မှုတ်ပါပြီးတော့ညီလေးပိုကောင်းနေပါပဲအဲ့တော့ကိုတုတ်ပြီးသားကိုဗျာဆွဲပြီးသားပေါင်းနေမှာနံပါတ်ဒီဇိုင်းလေးချတာပေါ့နော်နံပါတ်ဒီဇိုင်းချတဲ့နေရာမှာတော့အလဲကြအောင်ပေါ့နော်အလဲကြအောင်တခြားပေတန်လေးနဲ့တိုင်ပြီးတော့ချတာပေါ့နော်ဒီဘက်က6 cm ရှိရဆိုရင်လည်းအပေါ်လည်း6 cm လောက်ပေါ့အဲ့လိုချာမှာရိုက်တဲ့အခါကိုကအင်ဂျီကိုအလဲစန်တာယူပြီးရိုက်လိုက်တဲ့အခါမှာလဲကြမှာလေနော်အဲ့ဒါကြောင့်မလို့တိုင်းပြီးတော့တခါတည်းငင်အောင်ချရပါတယ်အပေါ်အောက်ကတိတ်ပြဿနာမရှိပါဘူးဘေးကိုညီအောင်ချဖို့ရည်ကြည့်ပါတယ်ပေါ်အောက်ကတော့ပေါ်ကနာမည်ကိုမှန်းပြီးတော့ချိန်ပြီးတော့ရိုက်ရတာမလို့ပေါ်အောက်ကအရေးမကြည့်ပါဘူးပေါင်းအလဲတဲအောင်ပဲချတာပေါ့နော်ဒီတော့တပ်ပင်နိုင်တုတ်ပါတယ်အခုတော့တပ်ပင်နိုင်တွေကအရန်သေးကြည့်နေလို့ဒီဇယ်သုံးပါတယ်ခင်ဗျကျွန်တော်ဒီဇိုင်းထုတ်တဲ့နေရာမှာဒီဇိုင်းရဲ့အပေါ်မှာမြင်းချောင်းလေးတစ်ခုထည့်ပေးလိုက်တယ်အဲ့မြင်းချောင်းကဘာလုပ်ဖို့လဲဆိုရင်အပေါ်ကဟိုပါပေါ့နာမည်ဘောလုံးနမနာမည်ရိုက်ပြီးသွားပြီဆိုရင်အဲ့နံပါတ်ကိုနာမည်ကိုအကွာဝေးလေးကိုချိန်ဖို့အတွက်ကိုဒီမြင်းလေးထည့်ထားပေးတာပေါ့နော်ဒါကတော့နေပြတာပေါ့နော်ကျွန်တော်နေပူထဲမှာဆိုရင်73စက္ကန့်လောက်ပြပါတယ်နေပြပြီးသွားပြီပြည့်ပြီဆိုတာနဲ့ရှူသွားပြီးချက်ချင်းသူ့ရေလောင်းထားတာပေါ့နော်ပြေးသွားပြီပေါ့နော်ဒါတော့နေပြပြီးတဲ့ဟာကိုရေဆေးပါတယ်ရေလေးတွေဆွတ်လိုက်တာပေါ့နော်လောလောဆယ်ရေလေးပေါ်သွားရေလေးတွေဆွတ်ထားတာပေါ့နော်ဒါတော့ပေါင်းဖွင့်ပြီးတဲ့ဟာတွေကိုကျွန်တော်တို့နေပူလှမ်းထားတာပေါ့နော်အဲ့တော့ဘောလုံးနံပါတ်တွေဖောက်ခြင်းကျွန်တော်တို့ကနံပါတ်7ကနေပြီးတော့20ထိဖောက်ပါတယ်နံပါတ်ပေါင်းအတွက်ပေါင်းပြီးပေါင်းအတွက်ကတော့2ပေါင်ပေါ့နော်ပေါင်းပြီးပေါင်းအတွက် site တီးတွေက2ပေါင်အားလုံးတစ်စုံ73ပေါင်ပေါ့နော်လုပ်ပေးတာပေါ့နော်နေပူလှမ်းတာပါတယ်ကျန်တဲ့ဟာတွေကတော့မပြီးသေးဘူးနောက်မှာနော်